အမကိုတွေးကြည့်လိုက်တာအမတွေးတော့တွေးနေတယ်အမေတွေးရ180အောက်တွေးရ100ပေါ့နော်ဒါကတွေးကြစီတောက်ရမယ်လက္ခဏာဖြစ်နေပေါ့နော်အမတွေးနေပါလေဟုတ်ဆရာဒါပေမဲ့ဆရာလည်းဘာဝေဒနာမှကိုမခံစားဘူးသိလားဟိုကဆက်ကြောလည်းမတက်ဘူးခေါင်းလည်းမမူဘူးတော့တွေးတိုးယောဂသမားတယောက်ကစက်ကြောမတက်ဘူးခေါင်းမကိုက်ဘူးဆိုရင်ကိုငါသွေးမတိုးတော့ဘူးလို့ထင်နေတာကအယမ်းကိုအနေရရှိတဲ့အယူဆမှားတစ်ခုပါပဲတွေးတိုးယောဂထဝက်ကျော်ကဘာမှလက္ခဏာမပြတတ်ဘူးဇက်မတက်ပြီးမဲ့ခေါင်းမကိုက်ပြီးမဲ့ကိုယ့်ရဲ့တွေးကြောတွေကတဖြည်းဖြည်းနဲ့ထမ်းပြီးပျက်စီးနေတတ်ကြတယ်ဒါကြောင့်မို့ခေါင်းကိုက်တာစက်ကြောတက်မှတွေးတိုးတယ်ဆိုတဲ့လက္ခဏာကိုမဆောင်မဲနဲ့သွေးပေါင်ချိန်ကိုနေ့စဉ်ပုံမှန်တိုင်းတာဖို့အလွန်အရေးကြီးပါတယ်တွေးတိုးရှိနေပြီဆိုရင်အဓိကရှောင်ရမယ့်အစားအစာတွေကအငံဓာတ်ငပိငချောင်းနဲ့အတင်စားမုန့်တွေကစားတတ်ကသွေးပေါင်ကိုတက်စေတယ်အချိုရည်တွေကသွေးကြောနံရံကိုပျက်စီးစေတယ်တရိတ်ဆန်အဆီနှစ်ပြန်ကျော်အဆီနဲ့မတက်တဲ့ဆီကျော်မှုန့်တွေကသွေးကြောပိတ်ဖို့အားပေးပါတယ်ကိုကအစားအသောက်တွေရှောင်ရင်းနဲ့ကိုယ့်ရဲ့သွေးကြောနံရံလေးတွေတဘာဝအတိုင်းပျော့ပြောင်းပြီးသွေးပေါင်တွေကျဖို့တဘာဝအပင်ထွက်ကိုစိတ်ဝင်စားရင်ဓာတ်တန်လုံးကြက်သွန်ဖြူကိုစားပေးပါဘုံမယာစာနဲ့စင်လုံးမနယ်တွေကလည်းသွေးကြောကိုပျော့ပြောင်းစေပြီးနှလုံးအပေါ်ဝင်ပြီးတာကိုရှော့ချပေးနိုင်ပါတယ်တွေးတိုးယောဂနဲ့ပတ်သက်ပြီးတော့တဘာဝအပင်ထွက်စွမ်းအားလေးတွေသုံးခြင်းနဲ့ဆိုရင်ရွှေဘော်ကျွန်းကိုယုံကြည်စိတ်ကြစွာဆက်သွယ်နိုင်ပါတယ်